အပေါ်မှာအလုံးလုံးနိုင်တဲ့အမကြီးရှိတယ်။အောက်မှာလည်းအမေနဲ့မခွဲနိုင်တဲ့ညီမလေးရှိတယ်။ဒါပေမဲ့အိမ်ကောင်မိုးပြင်ဖို့ပတ်စံလိုတဲ့အခါမှာတော့အမေအရင်းကကျမကိုပဲငွေပြား20နဲ့တင်ကော်ကုန်းမင်းအိမ်တော်စီအယောင်စားခံခဲ့ရပါတယ်။ကြားညက်ပြီးဘာမှအသုံးမကျဘူးလို့အပြောခံခဲ့ရတဲ့ကျမရဲ့ဘဝဒီမင်းအိမ်တော်ကြီးထဲမှာဘလို့ဆက်ရှင်တမ်းမလဲ။အိမ်တော်ကအုပ်ချုပ်တဲ့အဖွားအိုကကျမရဲ့သွားနဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးဆေးဘက်ဝင်စားဖို့ဆောင်မှာအလုပ်ကျန်းလုပ်ဖို့တာဝန်ချပေးခဲ့တယ်။တခြားအစီကံမလေးတွေကတော့ဘသူကပိုလာလဲပြိုင်ကြတယ်။ပတခင်လေးကပိုရုပ်ချောလဲစုံစမ်းပြီးတခင်တွေရဲ့မျက်စိရှိရောက်ဖို့ပဲအမြဲကြံစီနေကြတာဒါပေမဲ့ကျမကတော့သူတို့နဲ့မတူဘူး။ကျမရဲ့တခုတည်းသောရည်မှန်းချက်ကပတ်စံစုပြီးကိုပြန်ရွေးဖို့ပဲဒါကြောင့်ပဲကျမခေါင်းကုန်ပြီးအလုပ်ကိုပဲစူးစမ်းလုပ်ခဲ့တဲ့ဂျင်စင်ပြားတွေကိုပါလွှာညညာအောင်လေးတယ်။မိဖို့ကိုမျက်တောင်မခတ်စောင့်ကြည့်ပြီးအပူချိန်ကိုအတိအကျထိန်းချုပ်တယ်။ကျမရဲ့ရိုးသားမှုကိုတင်အဖွားအိုကသတိပြုမိသွားပြီးနောက်ဆုံးတော့ဆေးဘက်ဝင်မိဖို့ချောင်ရဲ့တော့ကိုကျမလက်ထဲယုံယုံကြည်ကြည်နဲ့အနှံခဲ့ပါတော့တယ်။ဒါပေမဲ့ဒီနေ့တော့တအိမ်တော်လုံးရုပ်ရုပ်သေးသေးဖြစ်သွားခဲ့တယ်။အိမ်တော်ရဲ့အမွန်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ချမ်းသခင်လေးနဲ့အလုပ်ကိစ္စပြီးလို့ပြန်လာပြီးတဲ့တခြားအစီကံတွေကသခင်လေးနဲ့ရဲ့အကြည့်တစ်ချက်အောက်မှာဘဝပြောင်းကျင်လို့လူသွားကြည့်ကြပေမဲ့ကျမကတော့ကောင်းကင်ပြကြီးလိုမြင်မာတဲ့အဲ့ဒီစည်းစိမ်တွေကကျမလိုအစီကံမလေးနဲ့မထိုက်တန်ဘူးလို့ပဲတွေးခဲ့တယ်။ကျမရဲ့အကောင်းမြင်စိတ်နဲ့ရိုးသားမှုကိုမြင်တဲ့ချင်းအဖွားအိုကအားလုံးလူကျင်နေကြတဲ့သခင်လေးနဲ့ရဲ့စာကြည့်ခန်းစီဆေးသွားပို့ရမယ့်အလုပ်ကောင်းကိုကျမကိုအခွင့်အရေးပေးခဲ့ပါတယ်။သခင်လေးရှေ့မှာမျက်နှာပြခွင့်ရမယ့်အခွင့်အရေးပေါ့။ဒါပေမဲ့ထူးဆန်းတာကဘဝပြောင်းနိုင်မဲ့ဒီအခွင့်အရေးကြီးကိုကျမကညှင်းပယ်ပြီးတခြားအမတယောက်ကိုပဲသွားခိုင်းဖို့ပြောလိုက်ပါတယ်။ငွေပြား20နဲ့အမေရင်းကရောင်းစားခဲ့လို့မင်းအိမ်တော်ထဲမှာစိတ်ချမ်းသာရကမှရှိသေးတယ်။လစာထုတ်တဲ့နေ့ရောက်တိုင်းကျမအတွက်တော့မရဲပါပဲ။ကျမရဲ့အမေရင်းကအိမ်တော်အထိလိုက်လာပြီးနင့်မှာလာတိုင်းလစာရှိတာငါသိတယ်။ကျန်တဲ့ပတ်စံတွေအကုန်ထုတ်ပေးဆိုပြီးအတင်းကျပ်လာတောင်းပါတော့တယ်။အမကြီးအိမ်အောင်ပြုဖို့ညီမလေးစံဝယ်ကျွေးဖို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကျမရဲ့သွေးချွေးတွေကိုလာဆုပ်ယူနေကြတာပါ။ဒါတင်မကသေးဘူး။ဆေးဖက်ဝင်မိဖို့ချောင်းကအဖိုးတန်ပစ္စည်းတွေကိုအပြင်ခိုးထုတ်ပြီးပတ်စံနဲ့လဲဖို့အထိကျမကိုရာဇဝတ်မှုကျူးလွန်ခိုင်းပါသေးတယ်။အဖေဖြစ်သူကပါလာပြီးနင့်အမကြီးကပညာတတ်နဲ့ညာမှာမျက်နှာပွင့်အောင်မင်္ဂလာပစ္စည်းတွေထပ်ဆိုင်ပေးဦးလို့လာပြောတဲ့အခါမှာတော့ကျမသီးမခံနိုင်တော့ဘူး။ကျမအသက်နဲ့လဲပြီးရှာထားတဲ့ပတ်စံတွေကိုသူ့မျက်နှာပွင့်ဖို့အတွက်ပေးရမယ့်တာဝန်ကျမမှာမရှိဘူးလို့ပြက်ပြက်သားသားညှင်းလိုက်ပါတယ်။ပတ်စံမပေးရင်ဒီနေရာမှာပြဿနာရှာပြီးအဆက်ခွဲမယ်လို့ချိန်ချောက်လာတဲ့အဖေဖြစ်သူကိုကျမကဝလုံးကောင်းထဲကနေလှမ်းကြည့်ပြီးခက်အေးပဲပြန်ပြောလိုက်တယ်။ပြဿနာရှာလေအနှင်ထုတ်ခံရရင်ရွာပြန်ပြီးအဖေတို့ကြွေးတာထိုင်စားမယ်။အနှင်ထုတ်ခံရတဲ့ညီမရှိတဲ့မိမကိုအဲ့ဒီပညာတက်ကလက်ထက်ရဲအောင်မလားကြည့်ကြသေးတာပေါ့လို့ပြောလိုက်ပါတယ်။ကျမတို့အငင်းပွားနေတော့မှာပဲ။ရုတ်တရက်ခံရပြီးအရှိန်အဝါရှိတဲ့လူတစ်ယောက်ရောက်လာပြီးကို့ဘာသာလမ်းလျှောက်ထွက်သွားမလားအလောင်းလိုထမ်းထုတ်သွားရမလားဆိုပြီးကျမရဲ့လောဘသားမိဘတွေကိုမောင်းထုတ်ပေးခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။သခင်လေးနဲ့ရဲ့အနီးကပ်ညာလက်ယုံအုပ်ချုပ်ရေးမှုဖူအန်းပါပဲမိဘတွေရှိမှသာမန်တင်းနေခဲ့ပေမဲ့တကယ်တော့အလုပ်ပြုတ်မှာကြောက်လို့ရင်တုန်နေရတဲ့ကျမရဲ့အခြေအနေကိုဖူအန်းကရိပ်မိသွားပြီးပြဿနာကြီးမှာကြောက်နေတာကိုခုနကစကားပြောတော့ဘာလို့အဲ့ဒီလောက်မန်တင်းနေတာလဲလို့မေးခဲ့တယ်။ကျမကတော့တက်ပြင်းချရင်းဟန်ကိုဖို့တောက်ခံထားယုံတင်ပါပဲလို့ဖြေခဲ့မိတယ်။အဲ့ဒီနေ့ပြဿနာပြီးကလေးကဖူအန်းဟာကျမအလုပ်လုပ်တဲ့ကြောက်တောင်အတူအနီးနားမှာမကြာခဏပေါ်လာတတ်ပါတယ်။တခါတရံကြောက်ခုံပေါ်မှာမိနေတတ်တယ်လို့တခါတရံလဲကျမတမျက်စီးလဲတာကိုတိတ်တဆိတ်စောင့်ကြည့်နေတတ်တယ်။သူရှိနေလို့ပဲလောဘကြီးတဲ့ကျမမိဘတွေလည်းနောက်ထပ်လာမနှောက်ယှက်ရဲတော့တာသူ့ကိုကျေးဇူးဆက်ချင်တာနဲ့ပဲမိဖို့ချောင်ကမုံနာတက်လေးတွေနဲ့ကိုယ်တိုင်လှုပ်ထားတဲ့ဇီးပန်းမုံလေးတွေကိုသူ့ကိုပေးခဲ့မိတယ်။အိမ်တော်ကပစ္စည်းနဲ့လာကျေးဇူးဆက်တာလားလို့သူကခနဲ့တဲ့ပြုံးပြီးမေးပေမဲ့အဲ့ဒီလိုပြုံးလိုက်ရင်သူတကယ်ကြည့်ကောင်းတာပဲ။ဒါပေမဲ့စိတ်အေးရတဲ့ရက်ကတိတ်မကြလိုက်ပါဘူး။ဒီနေ့မှာတော့မင်းအိမ်တော်ကြီးတစ်ခုလုံးအိုးစုအိမ်စုဖြစ်သွားခဲ့တယ်။ဧကရမင်းမြတ်ဒေသစာရီကြွချီစဉ်လောက်ကြံခံရတာကိုချမ်းသခင်လေးနှစ်ကဝင်ကာကွယ်ရင်းအပြင်းထန်ဒဏ်ရာရပြီးတကိုယ်လုံးသွေးချင်းချင်းဒီကပြန်ထမ်းလာရလို့ပါပဲ။ကျမရင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်။သခင်လေးနှစ်ဒဏ်ရာရရင်သူ့အနီးကပ်နောက်လိုက်ဖူအန်းကောဘာဖြစ်သွားပြီလဲဆိုပြီးတော့ပေါ့ဒီအချိန်မှာအိမ်တော်ရဲ့ကောင်းကင်ကြီးပြိုကျတော့မယ်အလားသမားတော်ကမီးပူချိန်အနှဲငယ်လွဲတာနဲ့အစိတ်ဖြစ်သွားမယ်အသက်ကယ်ဆေးကိုကြိုခိုင်းပါတယ်အမှားယွင်းရှိရင်တအိမ်တော်လုံးအသက်ခံရမယ်ဒီလုပ်ကိုချင်းအဖွားအိုကစိတ်အချရဆုံးဖြစ်တဲ့ကျမကိုပဲအနံခဲ့တယ်ကျမဟာကိုယ့်အသက်နဲ့ဖူအန်းရဲ့အသက်ကိုစောင့်ရှောက်တယ်လို့မျိုးတညာလုံးမျက်တောင်မခတ်ပဲမိဖို့ကိုစောင့်ကြည့်ပြီးဆေးကြိုခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဒေါသထွက်ပြီးလူတွေကိုမောင်းထုတ်နေတဲ့သခင်လေးနှစ်ရဲ့အိတ်ဆောင်တဲ့ကိုဆေးဘက်ဝင်အစီကံမလေးဖြစ်တဲ့ကျမပဲတက်တီမွေးပြီးဆေးဝင်ပို့ခဲ့ရပါတယ်ကျွန်တော်မျိုးမှဆေးလာပို့တာပါဆေးပူတော့တောက်ရပါမယ်လို့ပြောရင်းခုတင်ပေါ်ကသခင်လေးနှစ်ကိုဖေးမပေးလိုက်တဲ့အချိန်မှာတော့ကျမတကူလုံးကြောက်ရွံ့လို့ခဲသွားခဲ့ရတယ်အဲ့ဒီတွေ့ရတဲ့မျက်ခုံးအငြင်းတန်းပြင်းရည်ပြင်းတွဲနိုင်တဲ့အရှိန်အဝါသူကလက်လန်းမမီနိုင်တဲ့အချမ်းသခင်လေးနှစ်ဖြစ်နေတာပဲနေတိုင်းကြောက်တောင်အတူမှာထိုင်ပြီးကျမရဲ့မုံနာသက်ဇီးပန်းမုံတွေကိုလူစားနေတဲ့ဖူအန်းဆိုတာတကယ်တော့အိမ်တော်ရဲ့အမြင့်မြတ်ဆုံးသခင်လေးနှစ်ကိုယ်တိုင်ဖြစ်နေခဲ့တာပါသူ့မျက်နှာတက်တဲ့ကိုကြည့်ပြီးအုတ်ချုပ်ရည်မှုကြီးလို့ခေါ်ခဲ့မိတယ်ကျမချက်ချင်းပဲဒူးထောက်ပြီးကျွန်တော်မျိုးမှတေးထိုက်ပါတယ်သခင်လေးကိုစော်ကားမိသွားတယ်လို့တုံတုံရင်တောင်းပန်လိုက်မိတယ်ဒါပေမဲ့ကတင်ပေါ်ကသခင်လေးနှစ်ကကျမကိုစိုက်ကြည့်ပြီးဘာလဲ
မမှတ်မိတော့ဘူးလားလို့ခပ်ပြုံးပြုံးမေးလိုက်ပါတယ်ပူအန်းဆိုတဲ့နာမည်ကတကယ်တော့ကျမတို့ကိုကာကွယ်ပေးနေတဲ့အိမ်တော်ရဲ့အမြင့်မြတ်ဆုံးချမ်းသခင်လေးနဲ့ကိုယ်တိုင်ဖြစ်နေခဲ့တာပါကျမကကြောက်တူးတုံပြီးခွင့်လွှတ်ဖို့တောင်းပန်ပေမဲ့သူကတော့ဒဏ်ရာပြင်းထန်နေတဲ့ကြားကခါလာကြီးလားနင့်မှာပြီးခဲ့တဲ့အချိန်ကလိုဇီးပန်းမှုရှိသေးလားဆိုပြီးကြီးကြနေတော့ဒီလောက်အသက်အန္တရာယ်ကြုံနေရတဲ့အချိန်မှာတောင်စားဖို့ပဲတွေးနေတဲ့သခင်လေးကိုကြည့်ပြီးကျမစိတ်သက်သာရာရခဲ့ရသလိုနောင်ကြရင်သခင်လေးရဲ့သုံးနှစ်စာနဲ့ဆေးကိုနင်းတယောက်တည်းပဲလာပို့ရမယ်ဆိုတဲ့အမိန့်ကိုပါရရှိခဲ့ပါတယ်ဒဏ်ရာသက်သာလာတဲ့သခင်လေးနှစ်ကနင်းပတ်စံစုပြီးကိုပြန်ရွေးကျင်နေဆိုခေါင်းငိမ့်လိုက်ရင်အခုပဲဒေစာချုပ်ပြန်ယူပေးပြီးငွေထုတ်ပေးမယ်လို့ကျမကိုဘဝတစ်စခိုင်းပါတယ်ဒါပေမဲ့ကျမပြက်ပြက်သားသားညှင်းပယ်ခဲ့တဲ့အကြောင်းကတော့လောဘစော်တက်နေတဲ့ကျမအမေဟာအိမ်တော်အပြင်ကနေအကွက်ချစောင့်နေလို့ပါပဲဒီအစီကံဝတ်စုံရဲ့အကာအကွယ်ကိုဆုံးရှုံးပြီးအိမ်တော်အပြင်ကိုခြေတလန်းလှမ်းလိုက်တာနဲ့နာရီဝက်တောင်မပြည့်ခင်ကျမကိုလူကုန်ကူးသူတွေစီထက်ရောင်းကြအောင်မှာကျွန်တော်မျိုးမှဒီတသက်သခင်လေးရဲ့ဘေးမှာပဲနေပြီးအသက်ရှင်တန်နိုင်မဲ့ခိုးလုံရအရေးအာဝါကတစ်ခုပဲတောင်းခံချင်ပါတယ်လို့တောင်းဆိုတဲ့အခါသခင်လေးနှစ်ကငါရှိနေတဲ့၍ဘသူမှနင့်ကိုထပ်မရောင်းစေရဘူးလို့ကာကွယ်ပေးခဲ့ပါတယ်ဒါပေမဲ့ကျမသခင်လေးရဲ့အဆောင်ကိုအဝင်ထွက်လုပ်နေတဲ့တဲ့င်းကတအိမ်တော်လုံးပြန်သွားတဲ့အခါယာရုတက်ဖို့ကြံစီနေတဲ့အိမ်တော်မွေးကျွန်ဒိုကလမ်းပိတ်ပြီးရန်ရှာပါတော့တယ်ဆေးထဲမှာညစ်ပတ်တာတွေထည့်ပြီးသခင်လေးကတင်ပေါ်တက်ဖို့ကြံနေတဲ့တောကလာတဲ့မိမရိုင်းလို့ကျမကိုအောက်တန်းကြကြဆွဆွဲလာတာပါကျမလည်းအလျှော့မပေးပဲပြန်ပတ်လိုက်တယ်ဒိုထမင်းကိုကြိုက်တယ်လို့စားလို့ရပေမဲ့စကားကိုတော့ရှောက်မပြောနဲ့ဆေးထဲမှာညစ်ပတ်တာရှိတယ်လို့ပြောတာကသမားတော်နဲ့ခင်အဖွားအိုကိုစော်ကားတာလားလို့ပြောလိုက်ပါတယ်ပြီးတော့သခင်လေးရဲ့ဘေးအန္တရာယ်ကိုဂရုမစိုက်ပဲလမ်းပိတ်ပြီးအတင်းပြောဖို့ပဲတည်တဲ့အစီကံမကိုတော့သခင်လေးကဘယ်တော့မှသဘောကျမှာမဟုတ်ဘူးဖះเจ้าသွားပြီးဆူတောင်းပေးတာကပိုကောင်းလိမ့်မယ်လို့တမိုင်းเจ้าမှာပြောင်းသွားအောင်စကားနာထိုးပစ်လိုက်ပါတယ်ဒေါသတွေအလိမ့်လိုက်ထွက်သွားတဲ့ဒိုကနင်းဆောင်ကြည့်နေလိုက်ငါနင့်ကိုလုံးဝအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူးလို့ကြိမ်မောင်းပြီးထွက်သွားခဲ့တယ်ကျမကိုလမ်းပိတ်ပြီးရန်ရှာနေတဲ့ဒိုရဲ့အတန်ဟာအခန်းထဲကသခင်လေးနှစ်စီအထိတွင်းပြန်သွားခဲ့ပါတယ်သခင်လေးကဒိုကိုအထဲခေါ်ခိုင်းပြီးတအိမ်တော်လုံးတုံ့လို့သွားမဲ့စကားတစ်ခွန်းကိုပြောလိုက်တယ်လင်ရှိရဲ့ဒီလက်နှစ်ဖက်ကငါအသက်ကိုကယ်ဖို့သုံးတာဒီလက်တွေကိုဖျက်ဆီးခြင်းရင်ငါအရင်ဆုံးအဲ့ဒီလူရဲ့အသက်ကိုဖျက်ဆီးပစ်မယ်ပြောလိုက်ပါတော့တယ်သခင်လေးဟာအိမ်တော်ရဲ့စီကန်းကိုဖျက်ဆီးတဲ့ဒိုကိုအဝေးဆုံးကခြံစီပို့ပြီးအလုတ်ကျန်းလုပ်ခိုင်းဖို့နဲ့ဒီတသက်အိမ်တော်ကိုပြန်မလာစေနဲ့အလို့အမိန့်ချပြီးချက်ချင်းမောင်းထုတ်ပစ်လိုက်ပါတယ်အခုတော့ရှင်းသွားပါပြီ။နောင်ကြရင်ဒီအိမ်တော်ထဲမှာဘသူမှကျမရဲ့အမွေးမြင်တစ်ချောင်းကိုတော့မထိရဲတော့ဘူးပေါ့ဒါပေမဲ့ငင်းချမ်းရတဲ့ရက်ကတိတ်မကြလိုက်ပါဘူးသခင်လေးရဲ့ဒဏ်ရာကောင်းလာလို့မှမရှိသေးအနောက်ဘက်တကားကလူကိုလက်ထိုးပြီးအတွင်းဆောင်ထိအတင်းဝင်လာတဲ့ကျမရဲ့အရှက်မရှိတဲ့အမေနဲ့အမကြီးကြောင့်တအိမ်တော်လုံးစူညံသွားရပြန်တယ်သူတို့ဟာအိမ်တော်ထဲမှာငိုယိုပြီးကျမကမိဘကိုမသိတတ်ဘူးလို့အော်ဟစ်နေကြတာပါကျမရှေ့ထွက်လာတဲ့အခါမှာတော့လာမဲ့လမှာလက်ထပ်တော့မဲ့အမကြီးရဲ့မင်္ဂလာတင်တောင်းပစ္စည်းအတွက်ငွေ90ချက်ချင်းထုတ်ပေးဖို့အမေကအတင်းကျပ်တောင်းဆိုပါတော့တယ်အဲ့ဒီတုန်းကကျမကိုငွေ20နဲ့ရောင်းစားခဲ့ပြီးအခုကျမမျက်နှာပွင့်လာတော့ပတ်စံထွက်တဲ့အပင်လို့ထင်နေကြတာလားလို့ပြောလိုက်ပါတယ်ပတ်စံမရှိရင်ကျမရဲ့ယာရူးကိုအမကြီးကိုပေးခဲ့ဖို့နဲ့ကျမကိုရွာပြန်ပြီးလဲပြန်ဆိုင်ဖို့အမေကချင်းချောက်လာပါတယ်တကယ်လို့ညင်းဆန်ရင်မိဘကိုပြစ်မှားမှုနဲ့ရုံးတော်မှာတရားစွဲမယ်လို့ပါပြောပြီးကျမကိုပါရိုက်ဖို့လက်ရွယ်တဲ့အချိန်မှာတော့တင်ကော်ကုန်းမင်းအိမ်တော်မှာစီကံမရှိဘူးထင်နေတာလားဒါမှမဟုတ်ငါလက်ထဲကဓာတ်ကမထက်ဘူးထင်နေတာလားဆိုတဲ့အေးဆက်ဆက်အတန်နဲ့အတူသခင်လေးနဲ့ကိုယ်တိုင်ရောက်လာခဲ့ပါပြီအမေဖြစ်သူကကြောက်လန့်တကြားဒူးထောက်တောင်းပန်နေချိန်မှာအရှက်မရှိတဲ့အမကြီးကတော့သခင်လေးကိုမျက်စိလုပ်ပြီးညီမလေးကလက်ချေမတွက်ရင်ကျမဒီမှာနေပြီးပတ်စံမယူပဲပြုစုပေးရစေလို့မြှူဆွဲဖို့ကြံစီလိုက်ပါသေးတယ်ဒါကိုမြင်တဲ့သူမရဲ့စိတ်ဆက်ထားသူကျွမ်းရှုချိုက်ကပါယွန်ရှာလုံးလို့မင်္ဂလာစီးစက်မှုကိုချက်ချင်းဖျက်သိမ်းပစ်ခဲ့တယ်ချန်သခင်လေးနဲ့ဟာယွန်ရှာစွာနဲ့သူတို့ကိုအဆက်အသွယ်ဖျက်စာချုပ်ပေါ်မှာအခုချက်ချင်းလက်မှတ်ထိုးခိုင်းလိုက်နောက်တစ်ကြိမ်ထပ်လာရင်ဓာတ်ရိုက်တက်ပစ်လို့အမိန့်ချလိုက်ပါတယ်စီချေရဲ့ဖိအားပေးမှုအောက်မှာသွေးဆုံးမဲ့မိသားစုဟာနောက်ဆုံးတော့အဆက်အသွယ်ဖျက်စာချုပ်အပေါ်မှာလက်မှတ်ထိုးပြီးအရှက်တကွဲမောင်းထုတ်ခံလိုက်ရတော့တယ်ဒီနေ့ကစပြီးကျမဟာအနိုင်ကျင့်ခံသွေးဆုပ်ခံမိသားစုရဲ့သမီးလေးနှစ်မဟုတ်တော့ပါဘူးကျမဟာကိုကျမကိုဖန်တီးနိုင်တဲ့ကျိုးလင်ရှိတက်တက်ပဲဖြစ်သွားခဲ့ပါပြီသွေးဆုပ်မဲ့မိသားစုရဲ့ရန်ကနေကာကွယ်ပေးပြီးနောက်သခင်လေးနှစ်ဟာကျမကိုရင်ခွင်ထဲဆွဲဖက်ပြီးဒီမင်းအိမ်တော်ကြီးထဲမှာနင်းလုပ်တဲ့ပစ္စည်းတွေပဲတန်ရှင်းပြီးဘာကြံစီဘာအစိတ်အတောက်မှမရှိတာဒါကြောင့်နင်းလောက်တာကိုပဲငါစားကျင်တာလို့ရင်ဖွင့်လာခဲ့ပါတယ်ဓာတ်သွားပေါ်မှာလမ်းလျှောက်နေရသလိုအမြဲအနေရများတဲ့သခင်လေးရဲ့ဘဝမှာကျမဟာတူရဲသောစိတ်အချရဆုံးလူဖြစ်ခဲ့တာပါအဲ့ဒီနောက်သူကအလင်းရှိငါနင့်ကိုဝေါ်ရင်ကြီးနဲ့တခန်းတနာတရဝင်လက်ထပ်ပြီးငါရဲ့တူရဲသောဇနီးအရာထားမယ်လို့အချစ်ဖွင့်ဆိုခဲ့တဲ့တဘဝလုံးဘသူစီကမှအမြဲတမ်းအပေခံခဲ့ရတဲ့ကျမကိုပထမဆုံးအကြိမ်ပြက်ပြက်သားသားရွေးချယ်ပေးခဲ့တဲ့သူ့ကိုကျမတန်ရောစင်တွဲပြီးလိုလားစွာပဲလက်ခံခဲ့မိပါတယ်နောက်တနေ့မနက်မှာတော့သခင်လေးနှစ်ဟာတင်ကောသခင်မကြီးကိုကျမကိုတရားဝင်ဇနီးအဖြစ်လက်ထပ်မဲ့အကြောင်းပြောခဲ့ပါတယ်သခင်မကြီးဟာဒေါသထွက်လွန်းလို့လက်ဖက်ရည်ကွက်ကိုရိုက်ခွဲပစ်ပြီးစိတ်ဖောက်ပြန်နေပြီလို့ဆဲဆိုခဲ့တယ်လို့မင်းကြီးကလည်းဘိုးဘွားတွေရဲ့မျက်နှာကိုဖျက်ဆီးတယ်ဆိုပြီးအိမ်တွင်းစည်းကမ်းနဲ့အပြစ်ပေးဖို့လုပ်ပါတော့တယ်အင်းရှိဆန်အုပ်စုကလည်းသခင်လေးနှစ်ဟာမြေခွေးမလေးရဲ့ပြူစားခြင်းကိုခံလိုက်ရပြီလို့ကောလာဟာလာတွေလွှင့်ပြီးအကွက်ချတိုက်ခိုက်ကြတဲ့အတွက်မင်းအိမ်တော်တစ်ခုလုံးစူညံပွက်လောရိုက်သွားခဲ့ရတယ်အခြေအနေတွေတင်းမာနေတော့မှာပဲ
လမ်းတွင်းကနေအရေးပေါ်အမိန့်တော်ရောက်လာပြီးသခင်လေးနှစ်ကိုချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။ဒါဟာအကွက်ဆင်ထားတဲ့ထောင်ချောက်မှန်းမသိပဲသခင်လေးထွက်သွားတာနဲ့တပြိုင်နက်သခင်မကြီးရဲ့လူယုံအဖွားအိုချူဟာလူတန်ကြီးတွေကိုခေါ်ပြီးသခင်ကိုပြုစားတဲ့အကောင်မဆိုပြီးကျမကိုဆေးဖက်ဝင်စားပို့ဆောင်တဲ့ကနေအတင်းဆွဲထုတ်ကာအေးဆက်လာတဲ့ရေခဲတိုက်ပိတ်လောင်ထားလိုက်ပါတော့တယ်သခင်လေးပြန်လာတဲ့အချိန်ကျရင်နင်လဲအေးခဲပြီးအလောင်းဖြစ်နေလောက်ပြီလို့သူတို့ကရရက်ဆက်ဆက်ပြောသွားခဲ့တယ်တကူလုံးတုံရီပြီးအေးခဲနေပေမဲ့ကျမစိတ်ထဲကနေအရှုံးမပေးပဲအော်ဟစ်နေမိတယ်ကျမအခုထိသေးလို့မရသေးဘူးသူပြောတဲ့မင်္ဂလာဝတ်စုံကြီးကိုကျမမဝတ်ရသေးဘူးသခင်လေးကျမသခင်လေးကိုယုံနေတော့ဆိုပြီးတော့ပေါ့အေးခဲလုံးနဲ့ရေခဲတိုက်ထဲမှာကျမအသက်နေချိန်လင်ရှိဆိုပြီးကျမမျောလင့်နေတဲ့သခင်လေးနှစ်ဟာတကားကိုအတင်းရိုက်ဖွင့်ပြီးရောက်လာခဲ့ပါတယ်တင်ကော်ကုန်းမင်းကြီးကတားဖတန်ရောစင်ဖြတ်ပြီးတားဆီးဖို့ကြံပေမဲ့သခင်လေးနှစ်ကဧကရစ်ရဲ့အမိန့်တော်ပြန်တန်းကဒီမှာရှိတယ်ဘသူကတားဝင်လဲဆိုပြီးရဲရဲဝံ့ဝံ့အမိန့်ထုတ်ပြန်လိုက်ပါတယ်တကယ်တော့လောက်ကျန်မှုရဲ့နောက်ွယ်ကတရားခံအစ်စ်ဟာအိမ်ရှိဆန်ဖြစ်နေခဲ့ပြီးပုံကံမှုကြောင့်တေရန်အပေးခံလိုက်ရပါပြီးဧကရစ်ကိုကိုယ်တိုင်ကာကွယ်ခဲ့တဲ့သခင်လေးနှစ်ကတော့ကြံ့ပေမင်းကြီးအဖြစ်ယာဒူတိုးမြင့်ခံရတယ်လို့သူ့ရဲ့အသက်ကယ်ရှင်ကျမကိုပါပထမတန်းစားကုန်းမိတ်မင်းသမီးဘွဲအနှင်းပြီးတရားဝင်လက်ထပ်ထိမ်းများဖို့အမိန့်တော်ကြလာခဲ့တာပါဝန်ထဲကလူတွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတယ်သူတို့နှုတ်ကနေရွှွန့်နွန်ထဲကလိုနှိမ့်ချလှပါတယ်ဆိုတဲ့တတိယတန်းစားအစီခံမလေးကမျက်စိတမိတ်အတွင်းမှာပဲလက်လန်းမမီနိုင်တဲ့မင်းကြီးရဲ့တရားဝင်ဇနီးရာဖြစ်လာခဲ့လို့ပါပဲ3လအကြာမှာတော့ကျမဟာတာတောင်းတရဖူနဲ့အခမ်းအနားဆုံးမင်္ဂလာဝတ်စုံကြီးကိုဝတ်ဆင်ပြီးဝေါ်ရင်ကြီးနဲ့တခမ်းတနာမင်္ဂလာဦးအိတ်ဆောင်တဲကိုရောက်ရှိလာခဲ့ပါတယ်။အရာအလုံးဟာအိမ်မက်တစ်ခုလိုပါပဲမင်္ဂလာအခမ်းထဲမှာကျမကဧကရစ်ကိုတောင်အတင်းကောင်းညိတ်ခိုင်းပြီးလက်ထပ်တာတတိကြီးလွန်းတယ်လို့စနောက်တော့မင်းကြီးကကိုရိုင်းချစ်မြတ်နိုးရတဲ့မိန်းကလေးကိုဇနီးအဖြစ်တောင်းဆိုတာဘာဖြစ်လို့လဲလို့ပြုံးပြီးမေးလာတယ်ပြီးတော့သူကအမှန်တော့ငါနင့်ကိုစောစောကလေးကသဘောကျနေတာ။နင်ပထမဆုံးအကြိမ်ပိုဝါလေးနဲ့ဇီးပန်းမုံပေးခဲ့ကလေးကပေါ့ကိုဘာသာတောင်ကြက်တဲနေတာကိုငါအတွက်ခြံထားပေးတဲ့ဦးငါတုံးမလေးကိုအိမ်ကိုအမြန်ဆုံးလက်ထပ်ခေါ်ပြီးကာကွယ်ပေးခြင်းခဲ့တာတဲ့ကောင်းပါပြီ။အဲ့ဒီအချိန်ကလေးကကျမကိုကြံစီနေခဲ့တာကိုလို့ပြန်ပြောခဲ့ပါတယ်။မိဘတွေရဲ့ရောင်းချခြင်းကိုခံခဲ့ရတဲ့သမီးလေးနှစ်ကတော့အဲ့ဒီအေးဆက်လာတဲ့ဆောင်းရာသီမှာတင်တေဆုံးသွားခဲ့ပါပြီ။အခုကျမကတော့ကြံ့ပေမင်းကြီးရဲ့တူးလေးသောကျင်ရတော်ကျိုးလင်ရှိပါကျမတို့ရဲ့နောင်လာမဲ့နေ့ရက်တွေကတော့ပျော်ရွှင်စရာတွေနဲ့ပဲအရှိကြီးကြံပါသေးတယ်လို့ပြောရင်းသခင်လေးနှစ်ရဲ့အချစ်တော်အစေခံမလေးဇလန်းတွဲကြီးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။အစအဆုံးအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။